စုရိတ်အိမ်ရဲ့စာသူလေးမြောက်ကိုဖတ်ပြမှာပါမင်းကသူသိတယ်ဘာပဲဖြစ်ဖြစ်ထုတ်မပြဘူးထင်ခဲ့တာအခုတော့ငါ့ကိုထုတ်ပြသွားတယ်မင်းရဲ့ဘဝတွေကဘယ်ခံစားနိုင်မှာလဲအနာဂတ်တွေတိုင်ပင်ထားတဲ့မင်းကိုသူများပိုင်သွားတာစိတ်ပါလက်ပါချိတ်ခံပြီးမှစိတ်ချလက်ချအပြစ်ခံရတဲ့အယုတ်ကလေးဟာကျွန်တော်ငယ်ငယ်ကလိုအမေတိတ်တာမခံရတော့ဘူးလောကရန်တိတ်တာပဲခံရတော့တယ်ဈေးပေါ်တယ်ဆိုပြီးငါနှစ်တောင်လာလာဝဲကြတယ်မင်းညွန်လိုက်လို့ထင်ပါတယ်ဖျားပြီးပြီးကြမ်းပြီးပြီးပါမင်းတော့ဘယ်သူမှမပေးနိုင်ဘူးလွတ်ချခံရလို့ကြောက်ခွဲသွားတဲ့ဖန်ခွဲစားလေးဆိုပေမဲ့ဘယ်ခြေတော့ကိုမှဒဏ်ရာမရစေခဲ့ပါဘူးမျက်ရည်နဲ့ယောက်ျားဘယ်ဖျားကစစ်သားလှတယ်ဟောခဲ့လို့လေတက်နိုင်တဲ့လောက်ထိန်ခဲ့ပါတယ်မရဘူးမင်းကိုရောမိရီကိုရောငါကတော့မပြတ်တာမင်းကငါအပေါ်ဆိုတိခနဲ့ပဲအချင်းချင်းမှာကန်ကောင်းခြင်းတော့မင်းဟာရရချေသွားတယ်ငါ့ကိုစွန့်ပြေမင်းနဲ့ပတ်သက်ခဲ့ပြီများရင်းနှီးရရုံတက်တက်ပါအမျက်မရခဲ့ပါဘူးမပြည့်စုံခြင်းကတင်ပေးတယ်ရောက်ရရမှာရောက်အောင်ရက်ဖို့မင်းကလဲတယ်ငါ့ကိုနိုင်ခြင်းတော့မုံချင်းပြိုင်သွားတယ်